engine oil ကိုသာလုံးဝမလဲပဲထားလိုက်မယ်ဆိုရင်ဘာတွေဖြစ်လာမလဲဆိုတာသင်တွေးဘူးပါသလား engine ရဲ့အတွင်းထဲမှာ piston ဟာ cylinder ထဲမှာအရှိန်အုံပင်တင်းရဲ့အပေါ်အောက်လှုပ်ရှားနေတာဖြစ်ပြီးသူတို့ကြားထဲမှာအလွန်သေးငယ်တဲ့ကြားလက်လေးတွေရှိနေပါတယ် compression ဖိတိမှုတွေအပြင်ကိုရိုးစိတ်မထွက်သွားအောင် piston မှာ piston rings တွေကိုတက်ဆင်ပေးထားရပါတယ်အဲ့ဒီ ring တွေက cylinder နေရာနဲ့တိုက်ရိုက်ထိတွေ့နေတာပါတတူအချင်းချင်းအရှိန်အုံပြင်းပြင်းနဲ့ပုတ်တိုက်မိတဲ့အခါအပူရှင်တက်လာရုံတည်းမဟုတ်ပါဘူးအခြေအနေအရန်ဆိုးလာတဲ့အခါမျိုးမှဆိုရင်မီးပွင့်တီတောင်ထွက်လာနိုင်ပါတယ်အဲ့ဒီနေရာမှာပဲ engine oil ရဲ့အခန်းကဏ္ဍကပါဝင်လာတာဖြစ်ပါတယ်စီတွေကအနုချိမှန်ပြီးလူနဲ့ကြည့်မှမြင်ရတဲ့ကြားလက်လေးတွေထဲကိုစိမ့်ဝင်သွားပြီး piston rings နဲ့ cylinder နေရာကြားမှာအလွန်ပါလွှားတဲ့အလွှာပါလေးတစ်ခုကိုဖန်တီးပေးလိုက်ပါတယ်ဒါဟာ piston ကိုချောချောမွေ့မွေ့လှုပ်ရှားနိုင်စေသလိုအလွန်အကျွာပုတ်တိုက်မှုဖြစ်တာကိုလည်းကာကွယ်ပေးပါတယ်ဒါပေမဲ့ပြဿနာကတော့ combustion လောင်ကျွမ်းမှုဖြစ်စဉ်တိုင်းမှာတင်းငယ်တဲ့အနေအနစ်လေးတွေထွက်ပေါ်လာတာပါပဲအဲ့ဒီအမောင်မွားလေးတွေကစီးတယ်မှာယောနှောသွားပြီးကြာလာတာနဲ့အမျှစီရဲ့အယောင်ကမဲနက်လာပါတော့တယ်အဲ့ဒီလိုညစ်ပတ်နေတဲ့စီတွေကိုဆက်သုံးနေမယ်ဆိုရင်တော့အဲ့ဒီအမောင်မွားလေးတွေကစမ်းပေပါကောပတ်စစ်ကိုလိုမျိုးပြုတ်မှုလာပြီး cylinder နဲ့ piston rings တွေကိုအမဲတမ်းပုတ်တိုက်ချင်းမိစေက engine ကိုပိုပြီးမြန်မြန်ပြတ်စီးစေမှာဖြစ်ပါတယ်